ကျွန်တော်ဒီနေ့တနေ့ကုန်ဘယ်တွေသွားပြီးတော့ဘာတွေလုပ်နေခဲ့ရလဲ Yo what's up ကျွန်တော်ကူပါဒီနေ့မနက်တော့ကျွန်တော်ကိစ္စတစ်ခုရှိလို့ကျွန်တော်ရဲ့အမျိုးတွေနဲ့တာဂီတာကိုသွားနေရတယ်နည်းနည်းတော့ဝေးတယ်အိမ်ထဲကလေခုတော့တာဂီတာရောက်ပြီးအဲ့မှာလောက်ဆရာရှိရတယ်ဘာတွေလုပ်ပြီးတော့ကျွန်တော်တို့နေခင်း2 နာရီကျော်လောက်မှအိမ်ပြန်လာတာဒါတော့ပြန်လာနေရပါလေအခုကားမောင်းနေတဲ့ဦးလေးကကျွန်တော်ဘဝမှာတော်တော်လေးအရေးပါတယ်ကျွန်တော်ဘဝရဲ့ idol လို့တော့ပြောလို့ရတယ်အဲ့တော့ဒီဦးလေးကြောင့်ကျွန်တော်ရဲ့ခံယူချက်တော်တော်များများပြောင်းလဲကုန်တယ်နောက်ပိုင်းကျရင်ကျွန်တော်ပြောပြမယ်ကဲအခုတော့ကျွန်တော် Canal Plus သွားသွင်းနေတာဒီနေ့ကစုံနေဆိုတော့ကျွန်တော်ကားယူပါလို့မရဘူးယူရလို့မရတော့ sorry မားနေဆိုတော့ကျွန်တော်ကားယူပါလို့မရဘူးမရတော့ကျွန်တော်ဒီလမ်းနာမှာရှိတဲ့တုတ်တုတ်လေးပဲငှားပြီးတော့ Canal Plus သွားသွင်းနေပေါ့လေ Canal Plus က QP နဲ့တွင်ကြားတယ်နော်အဆင်မပြေဘူးတိတာဘာတွေမှလည်းမသိဘူးဖုန်းနေဆက်ကပြူသွားနေကျွန်တော်ကတော့ရှုပ်လို့အဲ့သူတို့ရုံးမှာပဲတော်တော်တွင်းလိုက်တယ်ငါတော့ဒီ6နိုင်မှလာမယ် Chelsea နဲ့ Liverpool ပွဲကိုကြည့်ကျင်လို့ပေါ့လေအသေးအံတော့တွင်းရတာပွဲကတော်တော်ကောင်းပါတယ်ကြည့်လို့လည်းကောင်းပြီးတော့မနေ့ပြန်ကတနင်္ဂနွေနေ့ဆိုတော့ကျွန်တော်တို့ဖေးရချမ်းသားမှာမို့လို့ဒါပွဲအတွက်လိုအပ်တဲ့အုံသီးတွေကိုချစ်တာတွေဘာတွေဝိုင်းလုပ်ပေးတာပေါ့လေကျွန်တော်အကြောင်းနည်းနည်းပပပြပြရမယ်ဆိုရင်ကျွန်တော်ကတယောက်တည်းအေးဆေးဆေးနေရတာအရန်သဘောကျတယ်ပြီးတော့ deep talk တွေပြောရတာလည်းကြိုက်တယ်ကျွန်တော်ဒီနေ့အတွေးတစ်ခုတွေးမိတယ်တကယ်တော့ဗျဘဝမှာလေ what's meant for me where can find me တကယ်လည်းပြန်စဉ်းစားကြည့်လေတခါတလေကြာရင်ကျွန်တော်တို့ရဲ့ဘဝတွေမှာဘာမှလေစူးစမ်းအထောက်ဆရာမလို့ပဲဒီတိုင်းရက်နေပြီမဲ့လေကြော်ဒါတော့မင်းအတွက်ပါမင်းအတွက်တီးတန့်ဖြစ်တည်လာတာပါဆိုပြီးဖျားပေးတဲ့လက်ဆောင်တွေမျိုးကျွန်တော်တို့အတွက်တီးတန့်ပါဆိုပြီးရောက်လာတဲ့အရာတွေရှိတယ်ကျွန်တော်ဘဝမှာလည်းအများကြီးရှိတယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေရဲ့ဘဝမှာလည်းအများကြီးရှိပါတယ်အဲ့တော့စဉ်းစားကြည့်ဟုတ်တယ်လားအားလုံးပဲ take care ကျွန်တော်ကူပါ